အားလုံးမင်္ဂလာပါရှင်။ဒီရန်ကိုကျွန်တော်မှပြန်လည်ကြိုဆိုပါမယ်။ဒီနေ့အတွက်ကကြတော့ဒီနေ့နဲ့ဒီနေ့ကရန်ကုန်မြို့ရဲ့အနီးမွေးမှာရှိတဲ့ဆိုင်ရက်ဆိုင်ကိုတော့မှပြကြမို့လို့လိုက်ခဲ့ပေးကြပါအောင်နော်။ ဒီဆိုင်လေးမှာဗဟင်းတွေရတယ်ပြီးတော့ဒီလိုမျိုးလေးတွေနေလို့ရတယ်ကြောက်တော့စားတော့တွေရှိတာဆိုတော့ဟုတ်တာအကြည့်တက်ကြည့်ရအောင်နော်တော်များတယ်ဒီတနေ့မို့နေမို့လို့လားမသိဘူးပေါ့နော်ဒါရဲ့လူတွေအများကြီးပဲဝိုင်းနေပြည့်နေလို့ဒီဝိုင်းရောမနှဲရအောင်လုပ်ထားတယ်နော်ဒီကြတော့နောက်တစ်လူတွေအကုန်လုံးထဲမှာလည်းမိသားစုနဲ့အပန်းဖြူပြီးတော့တကယ်ရွှေဆောင်တဲ့နေရာမျိုးလေးတွေကညာစားတဲ့ပုံစံမျိုးလေးလေးအေးရပေါ့လေအေးွားရေးစိတ်သားနဲ့ငုံကြော်လေးနဲ့မှားထားတယ်။မှားရောမှားကအမဲသားကြတော့အမဲကြော်နဲ့ပြီးရှင်ပန်းထားတယ်။ပြီးတော့နောက်ထပ်ဟင်းတွေနဲ့ကြတော့ပရိတ်ချုံနဲ့မှားထားတယ်။အမဲရှာလည်းမှားထားတယ်။ပြီးတော့စိတ်ကင်ပုံးဆိုပြီးတော့မှားထားတယ်။ခါချောက်ဆန်လည်းမှားထားတယ်။ညံတော့ဒီနေ့ကြတို့စရာနဲ့စုံပြီးရလည်းပါတယ်။ဆိုတော့ခဏစားတော့မင်းလည်းတူတူချင်းရ။အေးလေးနဲ့ခဏလေးစားရမှာ။ဆိုတော့စားကြည့်ကြမယ်။နော်အဲ့ဒါစားလို့လည်းပုံအားလုံးပုံအားတွေလည်းဒီအားတွေလည်းပုံအားတွေဆိုတော့ငယ်ချင်းတို့ဆက်ဆက်နိုင်နေရောက်ပါပြီဒီနေ့ဒူလေးနဲ့အင်ဂျင်နဲ့ဒါထားတဲ့ဆိုင်လေးကိုတခြားလိပ်စာတည်နေဆိုလို့ရှိရင်အောက်ကတော့ကောမလားမြင်ပေးပါပြန်လို့ရဲ့အမေတို့ရဲ့အရာတွေလည်းတော့လည်းဒီမှာဖိလိုက်ပါလိုက်ရတဲ့ဆက်ပေးကြပါမယ်ဖြစ်ပါတယ်ချက်အမျိုးချက်ပို့ပြီးတော့လည်းအများကြီးကျူလာမှာဖြစ်တဲ့အတွက်အများကြီးကြည့်ပါလို့လည်းရောက်ဖြစ်ပါရှင်အားလုံးရဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်